Hey guys, ဒီညလေးကတော့ Hanoi မှာရှိတဲ့ Magawa လို့ခေါ်ပါတယ်။ဒါလေးက Italy Venice မြို့ကပုံစံမျိုးလေးလိုက်ပြီးတော့လုပ်ထားတာပေါ့နော်။အားလုံးသိရကြမယ်ကျွန်တော်တို့ One Piece ထဲက Water 7 မြို့လေးရတယ်။ Italy Venice မြို့ကိုအခြေခံထားတာဆိုတော့ဒါလေးက Water 7 မြို့လေးပုံစံမျိုးလို့ပြောလို့ရပါတယ်။ကျွန်တော်တို့ Water တက်စီလေးတွေရှိရပေါ့နော်။အဲ့တော့ Okay, let's go. Water တက်စီအမှတော့ရှိရမှာWater တက်စီစီးဖို့သွားနေရပါကျွန်တော်ရှာဂရာလေးရောမဟုတ်ဘူးပေါ့နော်ရှာဂရာလေးရောမဟုတ်ဘူးဒါလှေလေးပဲပေါ့ကဲကျွန်တော်တို့လှေ Water တက်စီစစီးမယ်ပေါ့နော်ဒီမှာက Italy Venice တွေမကောက်ဘူးဘက်က Japan Hong Kong Ocean City လာပါလားအများကြီးပါတယ်ပေါ့နော်အဲ့ဘက်တွေကိုပါသူကဟိုဟာလေးနဲ့ကားလေးနဲ့လိုက်ဖို့ရဲ့ဟာရှိတယ်ကျွန်တော်အဲ့ package တိပါယူထားရပေါ့နော်ကိုယ့်ဘာကိုသွားရင်ကျွန်တော်ညောင်းမှာဆိုတော့ Okay let's go ခြာကတော့ Italy Venice City ပါကျွန်တော်ဟိုးဘက်ဒီမှာတခြားမြို့လေးရှိသေးရပေါ့နော်အဲ့မြို့လေးရောလှေနဲ့မရအောင်အဲ့တော့ကျွန်တော်တို့ဟိုဟာလေး track လေးနဲ့သွားရပါမယ်ဟိုးရှိပါ pirate ship ကြီးမြင်နေရပါရဲ့ပြည်နယ်မြတင်မော်ကြီးယိုဟိုဟိုဟိုယိုဟိုဟိုယိုဟိုဟိုဟိုယိုဟိုဟိုတော့ကျွန်တော်ရဲ့ပဲ့ကိုင်ပေါ်လာညနေရနေစောင်းလာပြီဆိုတော့ water taxi လေးစီးပြီးတော့ buggy လေးနဲ့ကျွန်တော်ဒီနားက Italy Japan ဟိုဘက်က Hong Kong ဘာညာပေါ့နော်အဲ့ဘက်တွေ China Town ဘက်တွေပါနေပတ်ချပါမယ်ဗျာဟိုရှိရ Korean đây là cầu London của nước Anh tối thứ 7 hàng tuần người ta bắn pháo hoaဒါကမြောက်ပိုင်းမှာအကြီးဆုံးမော်ကြီးတဲ့ဒီနေရာလေးကတော့ The Square လို့ခေါ်ကြပါတယ် City of Lights ပေါ့နော်ကျွန်တော်အလင်းရောင်မျိုးတော်လေးတို့ပြောတယ်ညပိုင်းကျရင်တော့ဒါလေးလင်းလာမယ်ထင်တယ်အခုကတော့နည်းနည်းစောသေးရပေါ့နော်ဟိုမှာမီးလေးဖြဲတော့လင်းနေပြီညပိုင်းဆိုတော့လာโอเคအခုတော့ဂျပန်ကိုရောက်နေပါပြီဒါဂျပန်ပေါ့နော်ဂျပန်လို့ပြောပါပဲဒါဂျပန်ပုံစံထုတ်ထားတဲ့ဟာပါဘာမျိုးလဲမသိဘူးတိုကျိုလားအိုဆာကာလားဘာလဲမသိဘူးပေါ့နော်ဒါဂျပန်တော့ဂျပန်ပါပဲထဲကိုဝင်ကြည့်ကြမယ်ဒါလေးရောဂျပန် culture လေးအတိုင်းလုပ်ထားတာပေါ့နော်နောက်ပါလေပါ samurai ဘောမှာလည်းရှိရအများကြီးပဲ samurai နေဟိုးရှေ့မှာတိုမီယိုကာအဲ့တော့တန်ဂျီယိုပေါ့နော်ဒီမှာ event တစ်ခုခုရှိလို့လားမသိဘူးတော်စတင်နေရောပြင်လာကြရယ်Greece Photo No it's okay ကျွန်တော်အထဲတော့ဝင်လို့မရတော့ဘူးပေါ့နော်ဒါကပိတ်သွားပြီတဲ့ဒါလေးကပြောရရင်ဒီဘက်ကလူတိတ်မလာကြတော့လေဒီမှာစိုက်နေရလဲတိတ်မဖွင့်ကြအောင်လို့ဖြစ်နေဟိုးနောက်မှာလှရနေရရှိတယ်ဟိုးမှာကြောက်ဆောင်နေတယ်ဒါလေးက Greece ပုံစံမျိုးပေါ့နော်ဟိုဘက်ကကြောက်ဆောင်လေးရောလှအော် bridge လေးပေါ့ကျွန်တော် Greece style bridge လေးပုံစံမျိုးလုပ်ထားတာပါ Shanghai လို့ပြောတာ China ပုံစံမျိုးလေးလုပ်ထားရဲ Shanghai မှာပြောင်းလို့မရဘူးဟိုဘက်ကတော့ Shanghai ပေါ့နော်ဒီဘက်ကတော့ကျွန်တော် Little Hong Kong
hello let's call Korean Korea လို့ပြောရပေါ့နော်ကျွန်တော် Korea လမ်းကြားလေးပါကဲဒါတော့ကိုကြီးကမြို့ငယ်လေးပါဒီမှာလူတိတ်မလာရဲဆိုတော့အားလုံးကိုလာစေချင်ပါတယ်ကဲဒါတော့ကိုကြီးကပုံစံလောက်ထားတဲ့နေရာလေးပေါ့နော်ကျွန်တော်တို့ခုနဟောက်ကောင်ရှန်ဟိုင်းပြီးတော့အခုကိုရီးယားကိုရောက်လာပါပြီဒါကခုနအောက်ကလမ်းမြင်နေရတဲ့တရားလေးပေါ့နော်ကိုရီးယားချောင်းကတရားလေးပါအခုတော့အီတလီကိုပြန်ရောက်လာပါပြီ7 နာရီခွဲလောက်ကြာရင် state performance တစ်ခုရှိမယ်ဘာလဲမသိဘူးပေါ့နော်ကိုစောင့်နေရပါဒါလေးရောကျွန်တော်အီတလီ Venice အခြေခံမြို့ငယ်လေးရဲ့ညပိုင်း view လေးပဲဖြစ်ပါတယ်ဗျာကဲအခုတော့ကျွန်တော်ပြန်ပါအောင်မယ်ခြာလေးရောVienna ဟာနွိုင်းမှာရှိရဲ့မဂါဘောဘလော်လေးပဲဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တဒါ